ဒီနှစ်တော့တေးကြပြီဗျစင်ပြိုင်းဖလားရတော့ငါတို့လည်းရောက်ပြီ နင်ပြောတာကြားရတာနားကြီးလာပြီဟာတကယ်ရောက်မှပြောစမ်းပါ ဒါဆိုလောင်းကြီးထက်ဒီနှစ်စင်ပြိုင်းဖလားရရင်နင်ဘာလုပ်ပြီးမလဲ ကောင်းပြီတကယ်လို့စင်ပြိုင်းဖလားရရင်နင်အရန်လိုချင်တဲ့ဒေါ်ကြီးရင်မွေအကောင်စားဝယ်ပေးမယ်ဟိုးတကယ်ကြီးနိုင်သွားတာပဲအတိပေးတော့လည်းဝယ်ပေးရတော့မှာပေါ့ဟဲပုံမှန်ဆို3သိန်းကျော်စီကို4000ခွဲပဲတဲ့တန်လိုက်တာဗီဇာကတ်နဲ့ရှင်းလိုက်မယ်ပြီးမှမောင်ကောင်းကိုမျက်နှာလောက်ဟာဘလောက်သွားပြီ page ပါရှာမရတော့ ကဲရမုံဘယ်မှာလဲငါရင်မွေး မရောက်လာဘူးဟာငါ online ကမှာလိုက်တာအခုဆိုင်ကအကောင့်ဖြတ်ပြေးသွားပြီ သမီးရဲ့တေချာရောစစ်ဆေးရလားစီတူကြည့်ပေးလိုက်စမ်း ဒါဟာ online ဈေးရောင်းလိမ်လည်မှုပါ URL လိပ်စာကထူးဆန်းနေတယ်ဈေးကမယုံနိုင်တော့အောင်လျှော့ပေးထားတယ်တရားဝင် website အစစ်နဲ့ပုံစံတူအောင်ဖန်တီးထားပေမဲ့တချို့ခလုတ်တွေနှိပ်လို့မရတာအသုံးပြုရတာမချောမွေ့ဖြစ်နေတတ်ပါတယ် သမီးကစင်ပြိုင်ကြီးနိုင်တော့အမြန်ဝယ်ပေးချင်စောနဲ့တေချာမစစ်လိုက်မိဘူး အားလိုက်ပါတော့ဟာစင်ပြိုင်းနိုင်တာနဲ့ပဲကြီးနေပါတော့မယ်